အားလုံးပဲမင်္ဂလာပါတတဲမှာအရှိဗီဒီယိုလေးဝက်ရှာနေရနေပြောကြိုဆိုပါဟင်အခုမှအားလုံးအတန်ထားတင်တာစနေနေ့မနက်2 နာရီကျော်နေပေါ့ပြီးတော့တခုပြောချင်တာလေဒီအပိုင်းမှာတချင်းဆိုရမယ့်အခန်းလေးပိုင်းတချင်းထဲရင်ရှာတော့ကွာ YouTube က Coffee Wine မိမှာကြောက်လို့မို့လို့အခက်အတန်နဲ့ဆိုထားပါရင်မချရင်အဲ့နောက်ဆုံးလေး10မိနစ်ချော်လေးကိုကြော်ပြီးကြည့်ပေးပါမနက်ဝက်ခဲတော့ကဲတရှင်းနဲ့ပတ်သက်ရင်ဘာဆိုဘာမှမသိပါဘူးခီးဆိုတာလည်းဘာမှမသိပါဘူးအဲ့တော့အဖြစ်မနေထဲရမှာမလို့ထဲ့ပြရဆိုပေမဲ့အတမ်းမကောင်းသွားရဲ့အတွက်လည်းတမမိုင်းလို့ပြီးတော့အခုချိန်နားထောင်ပြီးရဲ့တရားရှိဆိုင်ကိုကျေးဇူးအရင်တင်ပါတယ်နှလုံးသားရလိုက်အောင်အပိုင်းကိုဟန်ဒီနေ့မနက်မိုးလင်းလို့နိုးလာကြတဲ့ကစိတ်ကြည်လင်နေ၏ဒီနေ့ကလိုက်အောင်နဲ့မန္တလေးမြို့ပတ်ကြမိဖြစ်သည်ဒါကြောင့်ဟန်စောစောထကရေမိုးရှိုးပြီးသွားဖို့လာဖို့အတွက်ပြင်ဆင်ပြီးနောက်လိုက်အောင်ကိုတော့ခေါ်ရန်အိမ်မထွက်လာလိုက်၏အချိန်အားဖြင့်မနက်9 နာရီစွန်းဆိုင်ကယ်မောင်းနေသည့်လက်တစ်လျှောက်၌လေးဘူးများကမျက်နှာကိုလာဟပ်သဖြင့်ဟန်ဆိုင်ကယ်ကိုအရှိန်အနှဲငယ်လျှော့၍မောင်းနေရ၏နေကလည်းအတော်တက်ကပူလွန်းလာသည်ဓားရောင်တို့အိတ်ရှိလဲအရောက်ဟန်လဲချွေးမြရစရာမရှိအောင်ကိုဖြိုင်ထွက်လာတော့သည်ခြံတကားနာရှိဘဲဟိုတီလိုက်တော့ဒေါ်လာကပြေးထွက်လာ၏သူမပြန်ရောက်နေပြီပဲဟိုဆရာလေးလာလိုက်အောင်ကနိုးထောင်းမလို့သေးဘူးဆရာလေးရဲ့ဆရာလေးပဲတက်ပြီးသွားနှုတ်လိုက်တော့ဒေါ်လာဆိုသည့်အန်တီကအလွန်ကိုသဘောကောင်းလာပါ၏လိုက်အောင်တို့အဖိုးကြီးလက်ထက်ကလေးကထမင်းချက်လာတာဆိုတော့လိုက်အောင်တို့နဲ့လည်းမိသားစုလိုပင်ဟန်ကတော့သူစားတင်ပေးခဲ့တဲ့တပည့်လေးကဲစင်စီရတောင်ဆရာလို့အခေါ်မခံရဘူးအကြောင်းဒေါ်လာခေါ်တော့လဲသူနားထဲ၌တမျိုးကြီးဖြစ်လို့နေ၏ဟုတ်ဒေါ်လာကျွန်တော်ပေါ်တက်သွားလိုက်မယ်နော်နောက်ပြီးကျွန်တော်ဆရာလေးလို့မခေါ်ပါနဲ့ပို့ပေါ့ပါဘာလို့ပဲခေါ်ပါကျွန်တော်နေရခက်လို့ပါဗျာဟုတ်ပါပြီကွယ်ဆရာတားမဆိုင်မခေါ်တော့ပါဘူးဟုတ်ဒါဆိုကျွန်တော်တက်သွားလိုက်တော့မယ်နော်အေးရရတက်သွားလိုက်ဟန်လေအန်တီလာစကားကိုခေါင်းရင်းပြကအပေါ်သို့လိုင်းအောင်လို့ရန်တက်လာ၏ဒီနေ့အပြင်သားမပြောထားတော့စောစီးထားပြီးမပြင်ဆင်ထားဘူးတကယ်ဟာလေဟန်ပေါ်တက်ကိုရောက်တော့လိုင်းအောင်ရဲ့အခန်းတကားကို3 ချက်ခေါက်လိုက်သည်တုတ်ပြန်မှုကတော့နက်တိအခန်းတကားကိုလက်ကင်မှအသားအရာတွန်းကြည့်တော့လောကချမှတ်ထားဟန်လည်းတပင်းချကအခန်းထဲသို့ဝင်သွားခတ်လိုင်းအောင်ကလေးပေါ်၌တွေ့လိုက်ရသောမိန်းကလေးတဦးစံမိုးဝဲနောက်ဆုံးနေ့ကကောင်းပါလေဟန်ဒေါသများငယ်ရရောက်သွားရ၏ရင်ဘတ်တစ်ခုလုံးဟာလည်းဆွေးညစ်ခံလိုက်ရသလိုမျက်ခုံးနှစ်ခုကိုလည်းထီလူမတက်ကျုံမိသွားသည်လာရောင်မင်းခန့်လိုင်းအောင်ရဲ့နာမည်ကိုခေါ်သံကြားတာကြောင့်ပန်းနောက်ကိုလှည့်ကြည့်မိသည်အရဲရှိပုံစံကခတ်သက်တီကြီးနဲ့လူတယောက်ဒါလိုက်အောင်ကိုစတင်ပေးခဲ့တဲ့အကိုပဲပန်းလေသူ့ကိုမြင်တော့လိုက်အောင်ပေါမော်ကကိုလက်ကိုပြန်ယူသိမ်းလိုက်၏ဟန်ကတော့အခုထိသူတို့အချိန်တွေကိုနားမလည်နိုင်သေးပါလိုက်အောင်ကရည်ရမထားသေးဘူးလို့တော့ပြောပါရဲ့ဒါဆိုခိုးတွဲနေကြတာများလားအဲ့ဒါဆိုလဲအိတ်ခမ်းထဲထိကောင်မလေးတယောက်ကိုခေါ်ပြီးဟန်ဆက်မတွေ့နိုင်တော့မတွေ့ဝင်တော့တာဝန်ယူနိုင်တဲ့အရွယ်တောင်မရောက်သေးပဲမိန်းကလေးတယောက်ကိုအဲ့ဒါလိုမပြုမှုတင်မှာဟန်တွေးလိုက်သည်ကဟန်ဒေါသထွက်တာသည်အဲ့အချက်ကြောင့်ဟုသာလိုင်းအောင်ဟာလည်းရှင်ထဲ၌တနှုတ်ဖြစ်နေ၏ကိုဟန်သူတို့အားတမျိုးတမည်ထင်သွားလောက်ပြီလိုက်အောင်ပန်းပြန်တော့မယ်ဒါဆိုနောက်မှအပြင်ထွက်လဲကြပေါ့အမြဲတမ်းနင်းတွင်ငါရီနဲ့ပဲခေါ်ပြောလာတဲ့သူမဟာရုတ်တရက်ကြီးပန်းဟုသုံးသွားလေသည်ကိုဟန်တော့ပိုပြီးအထင်လွဲတော့မှာပဲ
ပန်းကိုခွင့်ပြုပါအောင်ရှင်ဟန်ကိုကြည့်ရင်ပြောလာတာဖြစ်၏ဟန်ကတော့ဘာမှမတုံ့ပြန်လိုက်ကိုဟန်ဘယ်ချိန်ကြီးရောက်ပြီလဲကိုဟန်ထင်လို့မဟုတ်ဘူးဟန်ကသပင်းတွေကိုဆိတ်ရှုပ်စွာတက်တင်လာရင်ဘယ်ကလေးကတွဲနေရလဲစက်မွဲပြီး2ရက်3ရက်ပဲရှိသေးရနော်လိုင်းအောင်ကကလေးမောကဆင်းကဟန်စီသူဥတီရဲ့မဟုတ်ဘူးနော်ကိုဟန်ကျွန်တော်သူနဲ့လုံးဝမတွဲဘူးစိတ်လည်းလုံးဝမဝင်စားဘူးဒါဆိုဒီမိန်းကလေးကမင်းခန့်နဲ့ဘလို့ရောက်လာလဲကျွန်တော်မသိဘူးမိန်းကလေးတယောက်ကတော့ယောက်ျားလေးတယောက်တည်းအခန်းထဲကိုလွတ်စပယ်ဝင်လာစရာအကြောင်းမရှိဘူးနော်မင်းပြောတာအဲ့လိုဖြစ်နေပြီကိုဟန်ကျွန်တော်တကယ်မသိရပါကျွန်တော်အိတ်နေတာအိတ်ရလို့တော့ကျွန်တော်ဘေးမှာသူရောက်နေတာမိန်းကလေးတယောက်ရဲ့တိတ်ခေါက်တော်တော်ထိပါနေပြီနော်မင်းကိုဟန်ဘာလို့ကျွန်တော်မယုံရလဲဟန်လေလိုင်းအောင်စက်မနေတော့ပဲအပြင်သာထွက်လာခဲ့လိုက်တော့သည်သူဆက်နေနေရင်ပြဿနာပေါ်ကြီးသွားနိုင်သည်ဟန်တကယ်ဒေါသဖြစ်ရပါသည်သွေးသွားမှတိကျပြန်စဉ်းစားကြည့်မိတော့ဒါဟန်နဲ့မဆိုင်တဲ့ကိစ္စပဲလိုင်းအောင်ကသူ့ဟာသူရေးသားထားပြီးဘာပဲလုပ်နေနေကိုနဲ့မှမဆိုင်ပဲဒါဆိုဘာလို့ဟန်ခုနကတော်တော်လေးဒေါသထွက်သွားရတာလဲမဟုတ်မှမဟုတ်တော့ဘူးမလားဒီကလေးနဲ့ရောက်တာနဲ့ဖြစ်ပေါ်လာတဲ့ထူးဆန်းတဲ့ရေခုန်တန်တွေဘာတွေလဲဟန်ဆက်မတွေ့ရတော့ဆိုင်ကယ်ကိုသာဆက်မောင်းရင်လီဘာကိုမြင်လိုက်၏နောက်ပြီးကော်ဖီဆိုင်တစ်ခုစီသို့ဦးတည်လိုက်သည်ထိုအခိုက်လမ်းတွင်မဖြစ်နိုင်တာမဖြစ်နိုင်ဘူးဟန်မျက်စိမှာတာမဟုတ်ဘူးသူမသူပဲလိုက်အောင်ဖေမိန်းကလေးတစ်ယောက်နဲ့ဟိုတယ်ထဲသို့ခါ့ဟုတ်ဖက်ကဝင်သွား၏ထိုဟိုတယ်ကဟန်ဆိုင်ကရက်နေတဲ့ကော်ဖီဆိုင်ရဲ့မျက်နှာချင်းဆိုင်တွေဖြစ်၏ဒါဆိုလိုက်အောင်ပြောတဲ့သူမိဘတွေကိစ္စမမီတို့ပြောတဲ့လိုက်အောင်လေးကိုတနာပါတယ်ဆိုတာဒါဟုတ်ပြောရလားဟန်အတော့ကိုအံ့ဩသွားရပါ၏အုံမျိုးကြီးလိုလူကြီးလူကောင်းကဒီလိုလုံးရမျိုးကိုအခုလိုလုံးလိုက်မယ်လို့မထင်ခဲ့မိရောအမှန်ပါကိုမိန်းမနဲ့ကိုသားပေါ်ဦးဘလို့တောင်းဒီကိစ္စကိုလိုက်အောင်သာတည်သွားရင်ဒီကလေးအတော်ထွက်မှရသွားနိုင်သည်ဟန်တကယ်ကိုထို့လူကြီးအားဒေါသဖြစ်ရပါ၏ဟန်အတွေးများအားရစဲကဆိုင်ထဲဝင်ပြီးအလုပ်တွင်ခုနတွေ့ရသောကောင်မလေးကဆိုင်အပြင်သို့ရှောက်လာသည်ကိုမှန်တကားမှတဆင့်မြင်လိုက်ရ၏ဟန်လည်းသူနှင့်ထပ်မဆိုချင်တာကြောင့်အပင်ကြီးတစ်ပင်၏အကွယ်၌သာရပ်နေလာ၏သို့သောအမှတ်မထင်ကြားလာသည့်စကားကစိတ်ညစ်တယ်လိုက်အောင်လို့မြင်တမာရီအတော်အကောင်းနေတာငါဘလို့မြှဆွဲဆွဲပါဝိုးမလားတကယ်ပဲအခန်းထဲထိဝင်သားရတဲ့နင်းသက်တီကိုလေးစားတယ်အော်သူ့မေမေကဝင်သွားလိုက်လို့ပြောတာ哦စကားသမျှထပ်မကြရတော့ဆိုင်ကယ်စနုပ်ပြီးမောင်းထွက်သွားတန်းကိုသာကြားလိုက်ရ၏သူမှားသွားပြီဟန်တော်တော်လေးမှားသွားပြီလာရန်ကိုထင်သလိုထင်ပြီးဆွဆွဲခဲ့တာတွေဟန်မှားသွားခဲ့ပြီကော်ဖီဆိုင်ထဲဝင်ရန်အားရည်နေလည်းမရှိတော့အိမ်သို့သာမောင်းလာလိုက်တော့၏လိုက်အောင်ကိုဟန်ပြန်သွားပြီးကတည်းကငိုနေတာအခုချိန်ထိပင်မျက်ရည်များဟာလည်းဘလို့မှတားမရစီမရမျက်နှာတနေရင်မျက်ရည်တွေကျလာသည်မတွေးဘဲနေလည်းမရအငိုတိတ်အောင်တီးပြီးကြည့်လေအလုံးမဖြစ်ကိုဟန်သူ့အားတစ်မျိုးတင်ပြီးအထင်သေးသွားလောက်ပြီအစင်ပီနဲ့ဆက်ဆံရေးဟာဒီလောက်နဲ့ပဲပျက်စီးသွားတော့မှလားလိုင်းအောင်တကယ်ကိုမတွေ့ရတော့ပါပန်းသစ္စာကိုဒီတစ်ခါတော့လိုင်းအောင်တော်တော်ယုံမုန်းမိသွားပါ၏လိုင်းအောင်မျက်နှာကိုတဖန်ပြန်တစ်ကအောက်သို့ဆင်းလာလိုက်သည်ကျယ်ဝန်းလာသောထမင်းစားခန်းထဲရောက်တော့တန်ရှင်းလုံးနေတဲ့ဒေါ်လာကိုသာတွေ့ရ၏ကြည်လာမရောအော်မမလေးကပြန်အိတ်နေတဲ့သားနေမကောင်းလို့ထင်တယ်မားနေမကောင်းဘူးကျမ်းမာရေးဆိုတော်တော်နဲ့ပြဿနာမဖြစ်တဲ့မားကနေမကောင်းဘူးဒီနေ့ကတော်တော်ကိုဆိုတာပါလားဆံမွဲဖြေပြီးတာထင်သလောက်လည်းမပြောရမကဲရ
ပြဿနာတွေကြီးတစ်ခုပြီးတစ်ခုတက်နေသည်လိုင်းအောင်မနှက်စာလည်းမစားနိုင်တော့ပဲအပေါ်သာပြန်တက်လာခဲ့လိုက်တော့သည်ဟန်အိမ်ပြန်ရောက်တော့မေမေကဟန်စီမီးဖို့ချောင်းထဲမှပြေးလာ၏တစ်ခုခုပြောစရာရှိသလိုလို့သားဟုတ်ဟန်ဟောမေမေပြောမလို့ဟန်လည်းထလိုက်ရင်ဘာပြောမလို့လဲမေမေသားပြင်းဦးနေသွားချင်လားဗျာသွားချင်းနဲ့ဆိုမေမေကိုသိန်းနဲ့ထည့်ပေးလိုက်မလို့သူမန်းလေးရောက်နေရလေဒီနေ့ပြင်းဦးလေးပြန်မာနဲ့အာလူချုံရှိတော့လိုက်သွားမလားလို့မေမေတို့ရောမေမေကောဖေဖေကောကတော့မလိုက်တော့ဘူးညီမလေးကလည်းကျမ်းမာရရှိသေးတယ်သွားမယ်မေမေဘယ်ချိန်လဲ17လောက်သွားမယ်ထင်တယ်သားဟန်လက်ထဲမှနိုင်ရန်ကုန်ကြည့်လိုက်တော့အချိန်က10နာရီလိုင်းအောင်ကခေါ်သွားခြင်းနဲ့ကောင်းတာပေါ့ဒီကလေးလည်းအဲ့ဘက်မရောက်ဘူးသေးဘူးလို့ပြောရလေခေါ်သွားလိုက်ရတော့ရခိုက်သွားတာသူ့မေမေကိုမေဖုန်းဆက်ထားလိုက်မယ်ဟုတ်တော့သူနဲ့ဖုန်းပြောလာအောင်မယ်နော်အေးဟန်လည်းအခန်းထဲဝင်လာကလိုင်းအောင်ရဲ့ကွန်တက်နံပါတ်လေးအားဖုန်းခေါ်ရင်နှိပ်လိုက်၏ဒီကလေးကိုသူတောင်းမှန်ခြင်းသည်ချော့ခြင်းသည်ချော့ကလည်းမချော့တတ်အခုတော့ရရနီလန်အသုံးချရမည်နောက်ပြီးလိုင်းအောင်ကိုအိမ်မှာလည်းမနေစေခြင်းကြာရင်ဒီအပြစ်မရှိတဲ့ကလေးကထွက်မှရသွားနိုင်သည်လိုင်းအောင်ကလေးပေါ်၌ဟိုတွေးဒီတွေးလူးလိမ့်နေရင်ကိုဟန့်စီမှဖုံးဝင်လာ၏ခုနကလို့စူဖို့ဆိုရင်တော့ခေါမနေပါနဲ့တော့ဟယ်လိုလိုင်းအောင်အခုစီစဉ်အထောက်ပြင်ဘလို့အထောက်ပြင်ခိုင်းနေကိုဟန်တို့ကိုလာခုမလို့တော့မဟုတ်တော့ပါဘူးနော်ကိုစင်နိုင်ဝဲတော့ကြာရင်လာခုမယ်အဲ့အချိန်ပြီးပြထားကိုဟန်ဘာလုပ်နေရလဲမနဲ့ကြည့်နော်ဟမ်လိုက်အောင်ပါဦးလေဘယ်သွားမလို့လဲကိုဟန်အော်ကိုပြောဦးမေးသွားတယ်ပြင်းဦးနေသွားမလို့မင်းလည်းလိုက်ခဲ့လိုက်အောင်ကတော့တွေးရှင်ရတွေးမိသွားသဖြင့်နှစ်ဖူးကိုသာလက်ဖြင့်နားလေးခိုင်းလိုက်တော့၏အင်းလေကိုဟန်ကသူ့ကိုလာခိုးစရာအကြောင်းမှမရှိတာ哦ဟုတ်လိုက်မယ်လေကိုဟန်ဘယ်ချိန်သွားမှလဲ17နာရီဒါဆိုကျွန်တော်ထုတ်ပြလာမယ်နော်ဒါပဲနေအောင်ခဏအဝတ်တွေမြိုင်မထည့်ခင်နဲ့2ရက်လောက်ပဲကြာမှာဟုတ်ပြီကိုဟန်ဒါပဲနော်လိုင်းအောင်လည်းကိုဟန်နဲ့ဖုန်းချရပြီးထားကုန်မိပါတော့၏အခုဆိုကိုဟန်ကသူ့ကိုစိတ်မဆိုးလောက်တော့ဘူးသူ့ကိုနားလည်သွားလောက်ပြီးထင်ပါရဲ့နောက်ပြီးလိုင်းအောင်အရန်သွားချင်နေတော့ထိုးတောင်ပေါ်မြို့ကလေးနောက်ဆုံးတော့သွားရတော့မယ်နောက်ပြီးကိုဟန်နဲ့အစိုးရပြီးရင်အကောင်းလာတယ်ဆိုတာဒါမျိုးပြောထင်ပါရဲ့လိုင်းအောင်ကြောပိုးကြီးတစ်လုံးနဲ့အဝယ်စား3လေးစုံလောက်ပြည့်သိပ်ထည့်ထား၏လွယ်အိတ်လွယ်ကအောက်သို့ဆင်းလာတော့လာခေါ်မြစ်ကားတောင်ရောက်လို့နေပြီလိုင်းအောင်လည်းမေမေနဲ့ကြီးလာတော့ကိုနှုတ်ဆက်ပြီးအပြင်သို့ထွက်လာလိုက်သည်ဖေဖေကတော့အိမ်တွင်မရှိရုံးသို့သွားသည်ကားပေါ်ရောက်တော့အချိန်က17နာရီစွန်းစွန်းဒီလိုနဲ့ပြင်းဦးလျင်သို့မဟုတ်မင်းမျိုးလေးစီသို့ကားကဥတီကမောင်းနှင်လာ၏ကားပေါ်၌အရှိကဒရိုက်ဘာစီမှာဦးလေးကြီးတယောက်ထိုင်နေပြီးလိုင်းအောင်နှင့်ဟန်ကတော့အနောက်ခန်းတွင်ဘေးချင်းကပ်လျက်ဖြစ်သည်ကားမောင်းနေတဲ့ဦးလေးကြီးကဘသူလဲဟုလိုင်းအောင်သိချင်မိပေမဲ့ပေါ်တင်ကြီးလည်းမေးဖို့မဖြစ်နိုင်ထို့ကြောင့်သိချင်စိတ်ကလေးကိုတတိလျှော့ထားလိုက်တော့သည်ကိုဟန်ကလည်းကားပေါ်ရောက်ကတည်းကလိုင်းအောင်ကိုတစ်ချက်သာပြုံးပြပြီးဘာစကားမှလည်းမပြောကြည့်ရတာသူလည်းအနေချင်းချက်နေသည်နှင့်တူပါ၏လိုင်းအောင်ကတော့သူ့ဗီဇာအတိုင်းကားပေါ်ရောက်တာနှင့်အိမ်ငိုက်တတ်သည့်ဇာတိကပြလာလေသည်တစ်ချက်အားတက်လိုက်ငိုက်သွားလိုက်နှင့်ထိုစဉ်မှာပဲကိုဟန်ကလိုင်းအောင်ခေါင်းလေးကိုသူ့လက်ဖြင့်အသာရဆွဲယူလိုက်ကာသူ့ပခုံးထ၌မိစေလိုက်၏လိုင်းအောင်ကတော့နိုးတစ်ချက်မနိုးတစ်ချက်မို့တိတိကျကျလည်းသတိမထားမိလိုက်ပါဟန်ကတော့ဗတင်းဖောက်မှတဆင်အပြင်ကိုကြည့်နေလိုက်က
နှခမ်းထ၌လည်းအပြုံးဖန်းလေးဆင်းမြန်းထားလိုက်၏တာမော်တက်နေသည့်မိုးလေးမွေကောက်လမ်းများကိုခြံရင်းခဲ့ပြီးနောက်တွင်တော့ပြင်ဦးလင်မြို့လေးသို့ရောက်ဖို့ရန်မှာတိတ်ပင်မလို့တော့ဟန်ပခုံးမော်ကလိုက်အောင်ရဲ့ခေါင်းလေးကတော့တစက်မှမလို့ဟန်အိတ်နေတုံးမဲ့ဟုခံမှန်းလိုက်မိ၏ဒီလိုနှင့်22မိုင်သို့ရောက်လာခိုက်တွင်တော့လေတုကတိတိတတ်တာအေးမြတ်လာ၏လိုက်အောင်ဟာလည်းဟန်ပခုံးကိုမိထားရမှတဖြည်းဖြည်းထလာကရောက်ပြီလားကွမ်ရောက်တော့မယ်မလို့တော့ဟုတ်တယ်ပြီကားလေးဟာလည်းတရွေ့ရွေ့နှင့်ပြင်ဦးလင်မြို့ထဲသို့စတင်ဝင်ရောက်လာ၏ဟန်ကမန်းလေးမှကတည်းကဦးမင်းသိန်းကိုဟိုတယ်မှာပဲတဲမယ်ဟုပြောထားအကြောင်းဦးလေးကလည်းလိုက်သည့်စွာပင်ဟိုတယ်တစ်ခုသို့အရင်မောင်းဖို့ပေး၏ဟိုတယ်ကိုရောက်တော့ဦးမင်းသိန်းကကားကိုသူတို့နှင့်ထားခဲ့ပေး၏သူ့ကိုတော့သူ့တွဲဘက်တစ်ယောက်လာခေါ်မိပြောသည်သူလည်းဒီရက်ပိုင်းမှာတရားစခန်းဝင်မှမို့ကားကိုဟန်တို့လက်ထဲ၌သာထည့်ပေးခဲ့ခြင်းဖြစ်သည်ဦးမင်းသိန်းဆိုတာဟန်တို့တောင်ကြီးမှနေတော့ကဟန်တို့နှင့်ဘေးစကတ်အိမ်ကဦးလေးကြီးဖြစ်၏ဟန်ငယ်ငယ်လေးကလေးကသူ့လက်ပေါ်၌ကြီးပြင်းလာတာကြောင့်အရန်ကြီးလဲစိတ်မနေလူရင်းနေဟုတောင်ပြောလို့ရ၏အခုမှဟန်ကစကားနဲလို့သာစကားသိမ့်မပြောဖြစ်တာဖြစ်သည်ဟန်တို့နေရမည့်အခန်းကိုရောက်တော့လိုက်အောင်ကဟန်မဆောင်နိုင်တော့ပဲကတင်မောတက်ကကြောဆက်လဲလိုက်တော့၏ကတင်ကတော့တယောက်ရင်ကတင်နှလုံးဖြစ်ကဘေးတစ်လုံးညာတစ်လုံးဖြစ်သည်လိုက်အောင်နေရယူလိုက်သည်ကတော့ဘယ်ဘက်တစ်ခုတွင်အခန်းကတော့အကျယ်ကြီးလည်းမဟုတ်သလိုကျင်းနေတာမျိုးလည်းမဟုတ်ရေခဲတတာအပူလေးတောင်ပါသေးသည်ကတင်နှလုံးရဲ့ကြားတွင်တော့ပစ္စည်းတင်တဲ့ဇပွဲလေးနှလုံးကနေရာယူထား၏အခန်းနောက်၌ဝရဏလေးတစ်ခုလည်းတွဲလျက်ပါကပြင်ဦးလင်မျိုးရဲ့ညအလှကိုတော်ဝါကြီးခံစားနိုင်ပြီးနေရာလေးတစ်ခုဖြစ်သည်လိုက်အောင်နဲ့ဟန်ကတော့တယောက်တစ်လက်ရင်ဝင်ချိုးချရင်လေဘက်ကြရန်စီစဉ်၏ပထမဆုံးဦးတည်ခဲ့သည့်နေရာကတော့ကန်တော်ကြီးဖြစ်သည်ဟန်နဲ့လိုက်အောင်တို့နှစ်ယောက်ကန်တော်ကြီးဥယျာဉ် National ကန်တော်ကြီးဂရန့်ရဲ့အဝင်ဝကိုရောက်တော့လေထုထဲမှာပန်းပေါင်းစုံရဲ့ရနံ့ကတင်းပြတ်လို့နေသည်ဝါကွမ်ဟိုမှာကြည့်ငန်းပြူလေးတွေကန်ထဲမှာကူနေအများကြီးပဲလိုက်အောင်ကကလေးတစ်ယောက်လုံးစိတ်လှုပ်ရှားစွာနဲ့ကန်ပေါင်ဘက်ကိုပြေးသွားသည်ဟန်ကတော့ခါလိုက်လိုပဲတည်ငြိမ်တဲ့ခြေလမ်းတွေနဲ့လိုက်အောင်နောက်ကနေအသာရလိုက်လာခဲ့၏ကန်ရီပြင်ပေါ်မှာနေရောက်ကြီးကတလက်လက်နှင့်တောက်ပနေပြီးငန်းပြူလေးတွေကအုပ်စီလိုက်ညင်ညင်ညောင်ညောင်ကိုခတ်နေကြတာဟာဝကြီးကားတစ်ချက်လိုပင်သူတို့နှစ်ယောက်ဥယျာဉ်အနက်လမ်းလျှောက်လာကြ၏ဒုက္ခပန်းတွေဘက်ရောက်တော့လိုက်အောင်ရဲ့မျက်လုံးတွေကပို့ပြီးတောက်ပသွားသည်ဒုက္ခပန်းတွေကအစီအီဖူးပွင့်နေတာကိုကိုဟန်ဒါကျွန်တော်ဆိုင်နေတဲ့ယူစနာတစ်ခွာမျိုးမလားဒီမှာပွင့်နေရတာပို့ပြီးကြည့်ရနော်လိုက်အောင်ကပန်းလေးကိုအသားရိုက်ကြည့်ရင်မေးလိုက်သည်ဟန်ကလည်းလိုက်အောင်အနာကိုကတ်တိုးပြီးပန်းလေးကိုအတူတူငုံကြည့်လိုက်၏ထိုအချိန်မှာကိုဟန်ရဲ့ကိုသိရက်နဲ့ခတ်တင်းတင်းကလိုက်အောင်ရဲ့နှာခေါင်းထဲသို့တိုးဝင်လာသည်ဒီမှာရာသီဥတုပွေးလို့လေငါတို့သာတေချာပြေးဆိုင်ရင်မန်းလေးမှလည်းဒီလိုမျိုးပွင့်လာမှာပါလာဟိုဘက်ကနင်းစီဥယျာဉ်ဘက်ကိုတွားကြည့်အောင်ဟန်ကပြောရင်လိုက်အောင်ရဲ့လက်ဖျားလေးကိုအသာရဆွဲလိုက်သည်လိုက်အောင်ကတော့ရှင်ထဲမှာတိတ်ကနေဖြစ်သွားပေမဲ့ကိုဟန်နောက်ကိုငြိမ်ငြိမ်လေးလိုက်လာခဲ့သည်နင်းစီဥယျာဉ်ထဲမှာတော့ညီရဲနေတဲ့နှင်းစီပွင့်ကြီးတွေကဒီထဲမှာရိမ့်နေနေကြ၏ကန်တော်ကြီးကအပြန်ညနေစာဝင်စားကြ၏အပြန်ကျ6နာရီပင်ထိုးလူလူလားရောင်ရောဟန်ရောရေမချိုးနိုင်ကြတော့နင်းလေပိုင်းမှာနင်းလို့ကောင်းသလားညရောက်တော့တဖြည်းဖြည်းချမ်းစစ်စိတ်ကလေးဖြစ်လာ၏ဂီတာလေးပါလားအခန်းထောင်မှာထောင်ထားတဲ့ဂီတာလေးကိုအခုမှမြင်သွားပုံရ၏ဟန်ကတော့တစ်ချက်သာပြုံးလိုက်ကဖုံးအားသွင်းရန်ပြင်နေ၏လားရောင်ကအပြင်ဝန္ဒနာဘက်မှနေရာအကျနာယူကဂီတာတီးရန်ပြင်နေ၏ဂီတာတီးမလို့လားလားရောင်ကသူ့ဖေးကလွတ်နေတဲ့နေရာလေးကိုလက်ဖြင့်ပုတ်ကကိုဟန်အားခေါ်လာ၏ဟန်ထားလိုက်သည်နှင့်လားရောင်ကဂီတာစတီးတော့သည်ချ
ချစ်ဆိုတာဟာကောင်းကင်ကငှက်တကောင်လို့ပဲဘဝဆိုတာဖြတ်သန်းမှာအတိတ်ပဲရှိတယ်ချစ်လို့ဖြတ်သန်းလာခဲ့ရတဲ့မော်တွေကိုချစ်တဲ့ပေါ်နာကိုရမယ်ချစ်တဲ့ပင်ကိုခဲရဲ့ရှေ့ဟောပြေလေကိုထောက်ခွင့်လာရင်လေတမန်ကတာအချက်တိုင်းမှာချစ်တဲ့ဆိုရရဲ့ချမ်းများရှင်တော်ပါစီပတနီလို့ချစ်တဲ့အရင်မဲ့ချစ်နေပြီချစ်တဲ့အရင်မဲ့ချစ်နေပြီကိုဟန်ကိုကျွန်တော်အရင်ချစ်တယ်